င်ကလုပ်ငန်းခွင်ဝင်ဖို့ပြင်ဆင်နေတဲ့သူတစ်ယောက်လားဒါဆိုရင်ဒီဗီဒီယိုကသင်အတွက်ပါအားလုံးပဲမင်္ဂလာပါဧပြီမျိုးပါဒီနေ့မှာတော့လုပ်ငန်းခွင်ဝင်ဖို့ပြင်ဆင်နေတဲ့မောင်လေးတွေညီမလေးတွေအတွက်ဧပြီရဲ့ experience တွေကိုအသုံးပြုပြီးတော့အချက်လေး၅ချက်ကို sharing လုပ်ပေးသွားချင်ပါတယ်လုပ်ငန်းခွင်ဝင်တဲ့အခါမှာအရေးကြီးဆုံးနံပါတ်1တစ်ချက်ကတော့ communication skill ကောင်းမွန်ဖို့ပဲဖြစ်ပါတယ်တချို့လူတွေထင်တာကပေါ့နော်ကိုတာဝန်ယူထားတဲ့အလုပ်ကိုကောင်းကောင်းမွန်မွန်နဲ့ပြီးမြောက်အောင်မြင်စွာလုပ်နိုင်မယ်ဆိုရင်ရပြီလို့ထင်ကြတာပါဒါပေမဲ့ကိုသိထားတဲ့အကြောင်းအရာတွေ sharing လုပ်ပေးဖို့ကိုမသိသေးတဲ့အရာတွေကိုမေးမြန်းမှုအတွက်ကလည်းကိုနဲ့အတူ communicate လုပ်ဖို့လိုအပ်ပါတယ်ဒါကြောင့်ကိုမသိတဲ့အရာတွေရှိရင်လည်းမေးဖို့မကြောက်ပါနဲ့နံပါတ်2အချက်ကတော့အမားလုံးမိတယ်ဆိုတာပုံမှန်ပါပဲဒါကိုလက်ခံတတ်ဖို့လိုအပ်ပါတယ်။ဝင်ကိုစတင်ဝင်ရောက်ပြီးတော့လောက်ကင်နေတဲ့သူတယောက်အတွက်အရာရာ perfect ဖြစ်နေဖို့ဆိုတာကမလွယ်ကူလာပါဘူး။ April ကိုယ်တိုင်လည်းလုပ်ငန်းဝင်ကိုဝင်လာခါစားတုန်းကဒီလိုမျိုးအမားတွေအများကြီးလုပ်ခဲ့မိပါတယ်။အရေးကြီးတာကဒီအမားတွေကိုမတိကျိုးချုံပြတာမျိုးပုံခွေတာမျိုးမလုပ်ဘဲနဲ့ကိုယ့်ရဲ့အမားတွေကနေတဆင့်သင်ခန်းစာတွေယူတတ်ဖို့လိုပါတယ်။နံပါတ်3ချက်ကတော့ feedback တွေကိုလက်ခံတတ်ဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့အထက်လူကြီးတွေဖြစ်တဲ့တတိတွေ manager တွေ supervisor တွေကနေပြီးတော့ကိုယ့်ကို feedback ပြန်ပေးတာမျိုးတွေရှိလာနိုင်ပါတယ်ဒီလိုမျိုး feedback တွေပြန်လာပေးတဲ့အခါမှာလည်းကိုယ့်ကို personal အရာမကြိုက်လို့ဒီလိုမျိုးလာပြောတယ်လို့မမြင်ဘဲနဲ့ကိုယ့်ကိုကောင်းစေခြင်းလို့ပို့ပြီးတော့တိုးတက်စေခြင်းလို့လာပြောတယ်ဆိုတာမျိုးလေးတွေးပေးပါဒီလိုအချိန်မျိုးတွေမှာလည်း feedback တွေကိုလက်ခံပြီးတော့တိုးတက်လာအောင်ကြိုးစားပါနောက်ထပ်အရေးကြီးတဲ့နံပါတ်4အချက်ကတော့သူများနဲ့လိုက်ပြီးတော့နှိုင်းယှဉ်နေတာတွေကိုရပ်လိုက်ပါသူကတော့ပိုတော်တယ်ငါကတော့ဘာတွေလိုအပ်နေသေးတယ်အမြဲတမ်းဒီလိုမျိုးနှိုင်းယှဉ်မနေပါနဲ့marketing department ဖြစ်တဲ့အယောင်ပိုင်းမှာဆိုရင်ပို့ပြီးတော့စိုးပါတယ်သူကတော့ပို့ပြီးတော့ရောင်းနေရတယ်ငါကတော့မရောင်းရသေးဘူးဒီလိုမျိုးတွေမတွေးပါနဲ့ဘာလို့လဲဆိုတော့နှစ်ဦးရဲ့စမှတ်တွေကလည်းတူနေမှာမဟုတ်ပါဘူးဒါကြောင့်သူကပို့ပြီးတော့တော်တယ်သူကပို့ပြီးတော့ရောင်းရတယ်ငါကတော့မရောင်းရသေးဘူးငါကညံ့တယ်ဆိုတဲ့ဒီလိုမျိုးနှိုင်းယှဉ်ချက်တွေကိုမလုပ်ပါနဲ့နံပါတ်5အချက်ကတော့ကို့မှာသင်ယူခြင်းစိတ်ရှိနေရင်ပို့ပြီးတော့တိုးတက်မှုနှုန်းကလည်းမြန်ပါတယ်တကယ်လုပ်ငန်းခွင်မှာကိုရထားတဲ့ degree တစ်ခုတည်းနဲ့မလုံလောက်ပါဘူးအများနဲ့ skill အသစ်တွေကလည်းထပ်ပြီးတော့ဖြည့်ဖို့လိုအပ်နေသလို experience တွေကလည်းစုဆောင်းနေဖို့လိုအပ်ပါတယ်ဒါကြောင့်သင်ယူလို့စိတ်ရှိတဲ့လူကပို့ပြီးတော့မြန်မြန်တက်လွယ်ပါတယ်ဒီနေ့ April ပြောခဲ့တဲ့အချက်5တော့ April အနေနဲ့ပေါ့နော်လုပ်ငန်းခွင်တစ်ခုကိုဝင်ရောက်လုပ်ကိုင်တော့မယ်ဆိုရင်အရင်အရေးကြီးတဲ့အချက်5ချက်ကိုမျှဝေပေးခဲ့တယ်လို့ထင်ပါတယ်ဒီတော့ April ဗီဒီယိုကိုကြည့်နေတဲ့သူတွေကရောအခုမှလုပ်ငန်းခွင်ဝင်ဖို့စူးစမ်းနေကြတာလားဒါမှမဟုတ်ကိုယ်တိုင်ကရောဘယ်လိုမျိုးလုပ်ငန်းခွင်တွေမှာဝင်နေကြပြီလဲလုပ်ငန်းခွင်ဝင်တာရောဘယ်လောက်ကြာသွားပြီလဲချက်လေးတွေကိုလည်း comment ကနေတစ်စင်းမျှဝေသွားခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပေးကြပါမယ်ရှင်ကျေးဇူးပါ